ကျွန်တော်နာမည်ကတော့ကြော်အောင်ပါမြန်မာအောင်ကစ်ဆန် construction ရဲ့ founder တယောက်ပေါ့အခုလက်ရှိကျွန်တော်တို့ construction ကနေပြီးတော့PAE ပေါ့နော် plan area estimate နဲ့လည်းကျွန်တော်တို့တွေဆောက်လုပ်ရေးလုပ်ငန်းတွေလုပ်ပေးနေတယ်နောက်တစ်ခုကကျွန်တော်တို့ base of quality ပေါ့ PQ နဲ့လည်းကျွန်တော်တို့တွေဆောက်လုပ်ရေးလုပ်ပေးနေပါတယ်အဓိကတော့ကျွန်တော်တို့ကဒီ customer တွေကိုကျွန်တော်တို့ကဘာပေးချင်တာလဲဆိုတော့သူတို့ပေးလိုက်ရတဲ့ငွေသူတို့ကုန်ကြတဲ့ငွေနဲ့ပေါ့နော်ပြန်ပြီးတော့ထပ်တူညီမျှတဲ့ quality ပေါ့အဲ့ဒီ quality ကိုရသိခြင်းတယ်အဲ့ဒီတဲကနေပြီးတော့ကျွန်တော်တို့မြန်မာအောင်ခစ်ဆန်ဆိုပြီးနာမည်တစ်ခုဖြစ်လာဖို့ကကျွန်တော်ကတော့ကျွန်တော်သွားရဲ့လမ်းကြောင်းစီကျွန်တော်တို့ quality နဲ့ပဲသွားတယ်နောက်တစ်ခုကဂတိပေါ့နော်ဂတိပေါ့ကျွန်တော်ဘယ်လုပ်ငန်းမဆိုဒါဆောက်လုပ်ရေးလုပ်ငန်းတွေမှာမဟုတ်ဘယ်လုပ်ငန်းမဆိုကိုပေးထားတဲ့ဂတိကိုတည်ပြီးတော့ကောင်းကောင်းမွန်မွန်နဲ့ကိုယ့်အိမ်ကိုစောင့်နေတယ်လို့ခံစားပြီးတော့ဘယ်လိုပုံစံမျိုးလေးလိုချင်မလဲ quality ကောင်းကောင်းလူတိုင်းလိုချင်ပါပဲအဲ့ဒါမှအဲ့ဒီစိတ်နဲ့ကျွန်တော်သွားပါတယ်ဒါကျွန်တော်တို့မြန်မာအောင်ခစ်ဆန်ကသွားနေတဲ့ဝေးပေါ့ဘယ်ခေတ်ဘယ်ကာလမှာမဆိုလေနော်ဟိုလုပ်ငန်းတစ်ခုလုပ်ပြီးဆိုလို့ရှိရင်အခက်အခဲရတော့ရှိနေမှာပေါ့ဟုတ်တယ်မကျွန်တော်တို့လှိုင်းပေါင်းများစွာကျွန်တော်ဖြတ်နေရအဲ့တော့ဒီလိုင်းလုံးတစ်လုံးပြီးသွားရင်လည်းနောက်ထပ်လှိုင်းလုံးတွေကလာအောင်ပါပဲကျွန်တော်တို့အခက်အခဲတွေကကျွန်တော်တို့အမြဲ challenge လုပ်နေမှာဒီလိုအခက်အခဲမျိုးတွေကြုံလာရင်ဖြတ်ကျော်ဖို့ဆိုတာကိုလုပ်နေတဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးလုံလောက်တဲ့အတွေ့အကြုံရှိဖို့လိုတယ်ပေါ့ဒါကကျွန်တော်မြင်တဲ့နံပါတ်1အချက်ပေါ့နံပါတ်2အချက်ကတော့ဘယ်လိုအခက်အခဲမျိုးကိုမဆိုရင်ဆိုင်ကြမယ်ဆိုတဲ့ professional တွေကျွန်တော်ဘေးမှာရှိနေတယ်ဒါကလည်းကျွန်တော်ဒီ line တွေကိုဖြတ်ကျော်တဲ့အခါမှာအားတစ်ခုဖြစ်ရတယ်ပေါ့နော်ဆိုတော့ဒါကကျွန်တော်လိုအပ်တယ်လို့ထင်တဲ့နံပါတ်2အချက်ပေါ့နံပါတ်3အချက်ကတော့ဒီ professional တွေနဲ့ကျွန်တော်တို့တွေနဲ့ customer တွေနဲ့ကျွန်တော်တို့အတူတကွပေါင်းပြီးတော့ဖြည့်ရှင်းမယ်ဆိုရင်ကျွန်တော်တို့ဒီလို line မျိုးမှမဟုတ်ပါဘူးဘယ်အခြေအနေမျိုးမဆိုပေါ့နော်ကျွန်တော်တို့ဖြတ်ကျော်နိုင်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်မြန်မာအောင်ကစ်ဆန် construction ကနေပြီးတော့ဆောက်လုပ်ရေးလုပ်ငန်းတွေကိုအဓိက quality ကိုဦးစားပေးပြီးတော့ကျွန်တော်တို့လုပ်ဆောင်နေပါတယ်လက်ရှိဖြစ်နေတဲ့သဘာဝဘေးအန္တရာယ်တွေเนาะဒီဟာတွေအားလုံးကိုလည်းကျွန်တော်တို့ကြိုတင်တွက်ချက်ပြီးတော့ဆောက်လုပ်ပေးနေပါတယ်နောက်တစ်ခုကကျွန်တော်တို့ပေးနိုင်တဲ့ဟာကဆောက်လုပ်ရေးလောကမှာအရေးကြီးဆုံးဂတိလို့ကျွန်တော်မြင်ပါတယ်เนาะဂတိလို့ကျွန်တော်မြင်ပါတယ်ဆောက်လုပ်ရမယ့်အချိန်ကျွန်တော်တို့ပေးရမယ်ဆိုတော့ဒီ contract ထဲမှာပါတဲ့ material တွေเนาะဒါတွေအားလုံးနောက်တစ်ခုကကျွန်တော်တို့တည်သလောက်ကိုယ်စမ်းဉာဏ်သာရှိသလောက်ဒီ technical skill တွေကိုအကုန်လုံးထုတ်သုံးပြီးတော့မြန်မာအောင်ခစ်ဆန်မှာရှိနေတဲ့ professional တွေအားလုံးကနေပြီးတော့ Asian တွေစိတ်ချမ်းသာဆုံးဖြစ်အောင်အကောင်းဆုံးဖြစ်အောင်တိဆောက်ပေးနေပါလို့ပြောချင်ပါတယ်။ဝါခန္ဓာတိကျမြန်ဆန်အောင်ခစ်ဆန်